rock and roll ဘလို့တီးရတယ်လဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ် music guide ကိုအားပေးတဲ့ဂီတချစ်သူတွေမင်္ဂလာပါဗျာတချင်းလေးနှစ်ပုတ်လေးကိုဥပမာထားပြီးတော့ rock and roll style ကဘလို့ကွဲပြားတယ်လဲဆိုတာကိုပြောပြခြင်းပါတယ်ပျောက်ဆုံးသွားမှာဆိုပေါ့နော်ကျွန်တော်ကတော့ rock and roll တီးမှာဖြစ်တဲ့အတွက်7 chord တွေကိုလောလောဆယ်သုံးလိုက်ပါမယ် A7 D7 E7 rhythm style ကိုအရင်ပထမတစ်ဖြတ်မှာကျွန်တော်တို့လေ့လာကြည့်အောင် rhythm style ကတော့1 2 down up ပေါ့နော်ပြီးတော့3 and 4 and မှာ n လောက်မှာ D7 ကိုကူးကျင်ပါတယ်เนาะအရသာလေးပေါ်သွားအောင်ပေါ့ဗျာ1 2 3 and 4 and 2 3 and 4ဒုတိယဘားမှာတော့2 3 and 4မှာတီးတော့မယ်ပေါ့နော်ဆိုတော့နှစ်ဘားပေါင်းတော့ rhythm style တစ်ခုပုံစံမျိုးဖြစ်သွားအောင်ပေါ့နော်1 2 3 4 2 3 4 1 2 3 4 2နည်းနည်းလေးရတာလေးပေါ်အောင် rhythm style ကိုအရင်ပြောတာဖြစ်ပါတယ်တခြားသချင်းတွေကိုတီးမယ်ဆိုရင် rhythm လေးတီးပြီးတော့သချင်းဆိုလို့ရတယ်အမြန်ဆိုလဲအမြန်အလိုက်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ချာဆိုလဲချာလိုက်ဆိုတော့ rock and roll ကကြတော့အဲ့လိုမဟုတ်ပဲね तू ကနည်းနည်းဂီတမှာသူ့ဟာသူနည်းနည်း style တစ်မျိုးလေးကွဲထွက်ပါတယ်အခုနောက်ပိုင်းနားထောင်တဲ့လူရှိတော့ရှိပေမဲ့နည်းနည်းလေးနဲတယ်ပေါ့နော်ပြောချင်တာတန်းဖွင့်တဲ့အထဲမှာတချင်းမျိုးစားထဲမှာတော့သိမ့်မပါဘူးပေါ့ဒါပေမဲ့ကောင်းပါတယ်ရတာတော်တော်လေးကိုမိုက်ပါတယ်နားထောင်ရှာပြီးမှနားထောင်ကြဖို့လည်းအကြံပြုချင်ပါတယ် rock and roll တီးတော့မယ်ဆိုရင်မပါမဖြစ်ပေါ့နော်သူ့ရဲ့ rule လို့ပြောရမလားသူ့တန်စင်လေးပေါ့နော် melody လေးတွေကိုလည်းကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်တီးပုံတီးနည်းကတော့အများကြီးရှိပေမဲ့ကျွန်တော်ကတော့နည်းနည်းရေဘူးရဆန်ဆန်နားလည်လွယ်တဲ့ဟာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ် A ကင်လိုက်မယ်A ကင်လိုက်မယ်ဆိုရင် A ကို4 5နဲ့4ကိုတီးမယ်အဲ့ဒါကို A ပေါ့နော်5နဲ့4ကိုပဲရွေးတီးမှာဖြစ်ပါတယ် down ပြီးတော့5ကျိုး3ကွက်ရယ်4ကွက်ရယ် chord နဲ့ပြော key နဲ့ပြောမယ်ဆို note နဲ့ပြောမယ်ဆိုတော့ C sharp ပေါ့ပြီးတော့နောက်ထပ် A တစ်လုံးကတော့3ကျိုး2ကွက်မှာပါအဲ့ဒါလေးကိုနှစ်ခါတီးမယ်နည်းနည်းအရသာပေါ်လာပြီเนาะဆိုတော့တီးတာတော့မှ तू က1မှာမတီးဘဲနဲ့1 and လောက်မှာတီးချင်တာပါအဲ့လို1 and 2 1 and 2 and 2အဲ့လိုပေါ့เนาะ1 and ပြီးတော့2 1 and ပြီးတော့ C sharp A နှစ်ခါအေးနောက်ဆုံး A ကိုတော့လက်ခတ်ကို up လုပ်လို့ရပါတယ်ကျန်တဲ့ဟာတော့ down နဲ့တီးရင်ရပါတယ်ဆိုတော့ကျွန်တော်ကလည်းဒီနေရာမှာ mute လေးနည်းနည်းသုံးလိုက်ပါတယ် mute ဆိုတာတော့ဒီကျိုး break ခုံရဲ့ဘေးနားလေးမှာကျွန်တော်တို့လက်ကိုနည်းနည်းလေးတင်ထားတာပေါ့နော်ဖွားလေး chord အတန်တော့ထွက်တာပေါ့ဒီနားလေးမှာလာတင်မယ်ဆိုရင် chord အတန်ထွက်မှာမဟုတ်ပါဘူးဘာအတန်မှထွက်မှာမဟုတ်ပါဘူး mute ဆိုအဲ့ဒါကိုပြောချင်တာပါအဲ့လိုပုံစံလေးပေါ့နော်ပြီးတော့ဒုတိယနောက်ထပ်တဆင့်မှာဒီ၄ကျိုးကိုနည်းနည်းကစားပါမယ်၄ကျိုး2ကွက်၄ကျိုး4ကွက်၄ကျိုး5ကွက်အဲ့ဒါအဲ့လက်ကွက်မှာပဲအဲ့ဒါကိုအဲ့လိုမျိုးလေးတီးချင်ပါလေ၄ကျိုးနဲ့5ကျိုးအရင်တွဲတီးလိုက်ပြီးတော့5ကျိုးပြန်တီးလိုက်ပြီးတော့အဲ့လိုမျိုးလေးလှုပ်ချင်တာပါအဓိကတော့ဒီ5ကျိုးပြန်တီးတဲ့နေရာမှာသူ့ရဲ့ဒီ mute လုပ်တဲ့နေရာအရေးကြီးပါတယ်တာဒုံတာဒုံတာဒုံတာတန်တန်တာဒုံတာဒုံတာအဲ့ဒါဆိုရင်ရှေ့က A နှစ်ဘားနဲ့အဲ့ဒါနဲ့တွဲတီးလိုက်ပါမယ်ဆိုတော့ဒီမသွားခင်မှာဒီ5ကျိုးကို C နဲ့ C sharp ကို slide ဆွဲလိုက်ပါတယ်နောက် C sharp 3ကွက်4ကွက်ပေါ့ပြီးတော့ D က4နဲ့3ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကတော့ကြော်ညာလေးလည်းတစ်ဖြတ်ပြောချင်ပါတယ် music guide ကနေ rhythm class နဲ့ပတ်သက်ပြီးတော့ video 90လောက်ကိုပြင်ဆင်ထားပါတယ်မကြခင်မှာသင်တန်းစတော့မှာဖြစ်ပါတယ်ကိုတငယ်ချင်းထဲမှာဂီတာခုမှစတီးတဲ့သူတွေရှိတယ်ဆိုရင်
တီးတော့တီးတတ်တဲ့ notes တွေကိုသေချာမသိဘူးပြောတဲ့လူတွေ theory မသိတဲ့လူတွေတီးတော့တီးတတ်တဲ့လက်ခတ်နှမျိုးလောက်ပဲဖြစ်နေတဲ့ဆိုတဲ့အဖွဲ့တွေပြီးတော့ rhythm တော့တီးတတ်တဲ့ဂျားထဲမှာအလုံးလေးထည့်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလူတွေရောတချင်း exercise တွေတီးတီးကြကြနဲ့တီးတီးကြကြလေးတီးခြင်းနဲ့ဆိုတဲ့သူတွေအတွက်ရောကျွန်တော် rhythm ကိုတဝါကြီးပေါ့နော်လေ့လာလို့ရအောင်ဗီဒီယို60ကျော်ပြင်ဆင်ထားပါတယ်လူအမျိုးမျိုးရှိတဲ့အတွက်အရန်အခြေခံချတဲ့သူတက်လည်းအဆင်ပြေအောင်နည်းနည်းတီးတက်တဲ့သူတက်လည်းအဆင်ပြေအောင်ဝိုင်းမှာတီးရင်းနဲ့ notes တွေကိုဘယ်လိုကြည့်ရမလဲ group မှာပေါ့နော်ဖွဲ့နဲ့တီးမယ်ဆိုရင် notes တွေကိုဘယ်လိုကြည့်ရမလဲဘယ်လိုဆိုရမလဲဘယ်လိုဖတ်ရမလဲဆိုတဲ့အတွက်ရော notes တွေကိုဘယ်လိုနားထောင်ရမလဲဆိုတာတွေအတွက်ရောကျွန်တော်ကအားလုံးပြထားပါတယ်တချင်းတွေလည်းတော်တော်စုံစုံလင်းလင်းကျွန်တော်တို့လေ့ကျင့်ခန်းတွေလုပ်လို့ရအောင်စီစဉ်ထားပါတယ်ဆိုတော့အတန်းတွက်ပဲမဟုတ်ပဲနဲ့အခြေခံနဲ့အပြည့်ပုံစံမျိုးနဲ့ကျွန်တော်ဒီသင်ခန်းစာတွေကိုကျွန်တော်စီစဉ်ထားပါတယ်ဆိုတော့အလုံးလေးထဲမှတချင်းတီးချင်တယ်ဆိုတဲ့အဖွဲ့တွေအတွက်လည်းပါပါတယ်ဗျာအဲ့လိုပုံစံလေးပေါ့နော် plugin တီးမာလားပြီးကြရင် chord နော် chord မှန်ကန်နဲ့ chord တွေကိုဘယ်လိုတည်ဆောက်ရမလဲ chord ရဲ့ theory တွေကဘာလဲပြီးကြရင်တချင်းထဲမှာတချင်း notes တွေကိုဘယ်လိုနားထောင်ရမလဲ chord တွေကိုဘယ်လိုမှတ်ရမလဲဆိုတာတွေကို theory တွေရောစနစ်တကျနဲ့စာသွေးလက်တွေတဝကြီးကျွန်တော်သင်ထားပေးပါတယ်ဗျာကိုယ်တငယ်ချင်းတွေရှိရဆိုရင်ဒီဗီဒီယိုကို share ထားပေးပါဆိုတော့ Messenger မှာတက်ချင်တဲ့သူတွေလည်းလာ hi လို့ရပါတယ်ဗျာကဲဆက်သွားမယ် A ပြီးသွားရင်เนาะ D မှာရောက်နေပြီเนาะ4ရယ်3ရယ်ပေါ့အဲ့ဒါလည်းအဲ့တိုင်းပါပဲနှစ်ချက်တီးလိုက်မယ်ပြီးတော့သူကတော့4ကျိုး2ကွက်ကနေ4ကွက်မှာပြီးတော့2ကျိုးဒီမှာ3ကွက်မှာပထမ A တီးတဲ့ပုံစံမျိုးပါပဲเนาะအဲ့လိုမျိုးမှာနောက်ဆုံးတစ်လုံးကို up နဲ့တီးတာကောင်းပါတယ်ပြီးတော့ A ကိုပဲပြန်လာမယ်ပြီးတော့အဲ့ဒါပြီးရနဲ့ E ကိုသွားမယ် E ကကြတော့9နဲ့6ဖြစ်ပါတယ်ပြီးတော့ G shape 3ကွက်4ကွက်ပေါ့နော်ပြီးတော့ဒီမှာ4ကျိုး2ကွက် E ကတော့ဒီတပားလေးပဲထည့်လိုက်ပါမယ်နှစ်ပါးမထည့်တော့ပါเนาะဆိုတော့ A ကနေ E ထိတီးလိုက်မယ်1 2 3အဲ့နေရာမှာဒီမပြောင်းခင်မှာအဲ့ဒါလေးကိုလုံနိုင်ရင်တော့တော်တော်လေးကောင်းပါတယ်4ကျိုး4ကွက်5ကွက်ရဲ့ဒီ5ကျိုးရဲ့3နဲ့4 BC ပေါ့နော်အော် C shape ပေါ့အဲ့ဒါလေးကအပြောင်းလေးပေါ့ဒီကိုလည်းတေချာလေးကျွန်တော်တို့တီးဖို့လိုပါတယ်4 3ပြီးတော့4ကွက်2ကွက်4ကွက်ပြီးတော့ဒီမှာ2ကျိုးနော်A E D A E7 မဆောင်နေချာလေလာန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 ာဒီဘူးဒါလာ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 နာ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 နေဘူးလာ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 ဆိုတော့ကိုလေးဖြူကတော့ तू က C ကနေဆိုတာပါเนาะကပ်ပို3လောက်မှညက်လိုက်ပြီးတော့A position C key ပေါ့เนาะဆိုတော့ဒါကတော့ position ကတော့အတူတူပါပဲเนาะကျွန်တော်တို့က A ကနေလေ့လာတာဖြစ်ပါတယ်သူ့လိုမျိုးပဲတချင်းနောက်တစ်ပုတ်ဥပမာပေးချင်တာတယ်လီဖုန်းပေါ့เนาะတွေ့ဘူးငါလာ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 
rhythm နဲ့တီးရင်တိတ်မပေါ်ဘူးเนาะအဲ့လိုတချင်းမျိုးကြတော့လေဂီတာရော piano ရော bass တွေရောနည်းနည်း unison တီးလုံးလေးကိုတီးဖို့လိုတယ်အဲ့လိုမျိုးပုံစံတီးဖို့လိုပါတယ်เนาะအဲ့ဒါအဲ့ရဲ့တချင်းကိုကြတော့ပြီးတော့ chorus မှာကြတော့A7 လောက်မှာပဲ rhythm ခတ်ပြီးတော့ကျန်တဲ့နေရာတော့ခုနအလုံးတွေနဲ့ rhythm ကိုတိဆောက်ထားတာပေါ့နော် E G sharp ပြီးတော့ B ပြီးတော့ C sharp E ဒါပါပဲပုံစံတီးတဲ့ပုံစံတခြား rock and roll style တွေလည်းအများကြီးရှိပါတယ်ဆိုတော့ rock and roll ကိုတီးမယ်ဆိုရင်ကျွန်တော်တို့ကအနီးဆက်ဆုံးတော့တီးလို့ရပါမယ်သူ့တချင်းတိုင်းအရသာကွက်တီးထွက်ဖို့ဆိုရင်တော့ခုနအလုံးတွေကိုထည့်ရမှာဖြစ်ပါတယ်များတော့အဖြစ်တော့ဒါrock and roll ဆိုရင်တော့ဒီလိုပုံစံတီးတာကြီးများပါတယ်နော်ခုနတော့ကိုဝိုင်းတချင်းကလည်းသူ့ပုံစံလေးကလည်းတစ်မျိုးပါเนาะအဲ့ဒါမျိုးလေးကလည်းပုံစံတစ်မျိုးလေးပေါ့နော်ဒါပေမဲ့ rhythm နဲ့တီးမယ်ဆိုရင်တော့7 chord လေးတွေကင်လိုက်တယ်ဆိုရင်တော့ဆိုလို့ရမှာဖြစ်ပါတယ် rock and roll တီးတယ်ဆိုရင်တော့7 chord အမြဲတမ်းကင်ရတယ်ပြောနေတာမဟုတ်ပေနဲ့ပို့ပြီးမှရောက်သွားအောင်ပေါ့နော်ဆိုတော့အဆင်ပြေမှာပါ music guide ကိုအားပေးတဲ့သူတွေအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ် page ကိုလည်း like and share နဲ့ကူညီပေးကြပါကျွန်တော်အနေဆုံးဖြစ်အောင်တစ်ခါလောက်တီးပြချင်ပါတယ် A la 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 di 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 A di 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 D A E na 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 la na 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 di bu အဲ့လိုမျိုးတီးလို့ရတယ်เนาะတယ်လီဖုန်းတချင်းကကြတော့A ကကြတော့ A B C sharp ဒါ E ဒါ F sharp ဒါ A ပေါ့เนาะrock and roll style မျိုးတွေဖြစ်ပါတယ်ဆိုတော့အများကြီးကျေးဇူးတင်ပါတယ်ဗျာ page ကိုလည်းဒီနေ့ဒီချိန်ဒီဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးပါ